ဒီနေ့ series နောက်မှာရေးထားတတ်တဲ့ MR တို့ SR တို့ ER တို့ CR တို့ဆိုတာဘာတွေလဲဆိုတော့ပြောပြမယ် MR ဆိုတာက modified release လို့ခေါ်တယ် SR ဆိုတာကျတော့ sustained release လို့ခေါ်တယ် ER ဆိုတာကျတော့ extended release လို့ခေါ်တယ် CR ဆိုတာကျတော့ control release လို့ခေါ်တယ်အကျန်းပြင်းအဖြစ်တော့အဲ့လို MR တို့ SR တို့ ER တို့ CR တို့ပါတယ်ဆိုလို့ရှိရင်အဲ့ဒီဆေးကနှစ်ကြိမ်သုံးကြိမ်တောက်ဆရာမလို့ပဲနဲ့တစ်ကြိမ်နဲ့ပဲတောက်ရတယ်တစ်ကြိမ်နဲ့ခန္ဓာကိုယ်ထဲမှာဆေး action ကြာရအောင်လုပ်ထားတဲ့ဆေးလို့ပြောလို့ရတယ်ဆေးတစ်မျိုးကိုတောက်တယ်ဆိုရင်ကျွန်တော်တို့ကimmediate release ပေါ့နော်ဆေး action ကချက်ချင်းရတယ်မိနစ်ပိုင်းတွင်ရတယ်ဒါပေမဲ့နိုင်ပိုင်းပဲနေတယ်နိုင်ပိုင်းလောက်နေပြီးတာနဲ့ကျွန်တော်တို့ခန္ဓာကိုယ်ကပြန်ပြီးခြေဖြစ်ပြရတယ်ပေါ့နော် metabolize လုပ်ပြရတယ်အဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာဆေး action ကိုအဆက်မပြတ်ရနေဖို့ကျွန်တော်တို့ဆေးကို2ကြိမ်ဒါမှမဟုတ်3ကြိမ်4ကြိမ်အဲ့လိုမျိုးတောက်ကြရတာပေါ့နော်အဲ့ဒီတော့ဆေးကိုတစ်ကြိမ်နဲ့တောက်တာနဲ့ခန္ဓာကိုယ်ထဲမှာအကြာကြီးသူ့ရဲ့ action ရဖို့ဆိုပြီးတော့ကျွန်တော်တို့ကဆေးတွေကိုmodified release ဆိုပြီးမှပြုပြင်ပြောင်းလဲပြီးထုတ်ခဲ့ကြတယ်ခုနကပြောတဲ့ extended release တို့ sustained release တို့ control release တို့ delay release တို့ကတကယ်တမ်းကကျတော့ modified release ခေါင်းစဉ်အောင်မှာပါတယ်အဲ့ဒီမှာ extended release ကိုကျွန်တော်တို့က sustained release နဲ့ control release ဆိုပြီးတော့မှထပ်ခွဲလို့ရတယ်နှစ်ခုစလုံးကတော့ခန္ဓာကိုယ်ထဲမှာကြာနေအောင်လုပ်ထားတာပဲဒါပေမဲ့ကြာနေတဲ့ပုံစံချင်းမတူဘူး sustained release ကခန္ဓာကိုယ်ထဲမှာကြာနေတာတော့ဟုတ်တယ်ဒါပေမဲ့သူ့ဆေးရဲ့ပမာဏက constant ဖြစ်မနေဘူးတသမတ်ထဲဖြစ်မနေဘူး control release ကကြတော့ခန္ဓာကိုယ်ထဲမှာကြာနေတယ်ပြီးတော့ဆေးရဲ့ပမာဏကိုခန္ဓာကိုယ်ထဲမှာတသမတ်ထဲဖြစ်နေအောင်လည်းသူကအစီမံထားတယ်အဲ့လိုတသမတ်ထဲဖြစ်နေတော့ဘာကောင်းလဲဆိုတော့ခန္ဓာကိုယ်ကလိုအပ်တဲ့ဆေးပမာဏကိုယော့ပြီးရောက်နေတာလိုအပ်တဲ့ပမာဏတိုင်းပိုသွားတာမျိုးမရှိတော့ဘူးဖြစ်သွားပါတော့နောက်ဆုံးတစ်မျိုးကတော့ delay release လို့ခေါ်တယ်သူ့ရဲ့ပုံစံကကြတော့တစ်မျိုးသူကဘယ်လိုလဲဆိုတော့လိုချင်တဲ့နေရာကိုရောက်မှသူ့ရဲ့ဆေး action ကိုစရအောင်လုပ်ထားတာဥပမာ aspirin နဲ့ EC လိုမျိုးဆေးမျိုးပေါ့နော်aspirin ပေါ်မှာ antric cortex ဆိုတဲ့အလွှာလေးတစ်ခုအုပ်ထားပြီးအစာရင်ထဲမှာမပျော်ဝင်မဲနဲ့ဥထဲကိုရောက်မှပျော်ဝင်အောင်လုပ်ထားတာအဲ့လိုလုပ်ထားခြင်းအပြင်ဆေးရဲ့ action ကို delay ဖြစ်စေတယ်ဆေးကြောင့်မို့လို့အစာရင်ပေါ်မှာတက်ရောက်နိုင်တဲ့ပြဿနာတွေကိုရှော့ချနိုင်တယ်ဒါလို့ဆိုရင်ဆေးရဲ့အနောက်မှာရေးထားတဲ့ MR တို့ SR တို့ CR တို့ ER တို့ဆိုတာဘာတွေလဲဆိုတော့သိလောက်ပြီလို့ထင်ပါတယ်အားလုံးကျန်းမာချမ်းသာကြပါစေဗျာ